Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ vlog လေးကတော့ manager တယောက်ရဲ့တနေ့တာ vlog လေးပဲဖြစ်ပါတယ်ရှင်တရားစုမယ်နေကြတရားစုမယ်နေကြဘာမှမလုပ်ခိုင်းနဲ့ဟာတင်ညို့တို့ခိုင်းတဲ့နေကြဘ누구ကိုလည်းမင်းသမီးကိုမနက်စာစားနေတယ်ဒီတိတ်လာအောင်အမေအဟုတ်နေအမပစ္စည်းချိန်ပြီးလို့ကားပေါ်တော့ရောက်နေတယ်သူကစားမပြီးတော့ဗဇက်နဲ့မန်နေဂျာလောက်တာသူကမန်နေဂျာဖျားစုမန်နေဂျာဟုတ်မန်နေဂျာဘ누구ခိုင်းတာလဲဆိုတော့အထောက်တာထုတ်ပြီးအိုမိုပဲဖြစ်ဖြစ်နော်မင်းနဲ့ငါမဟုတ်တာပဲသူမဟုတ်ငါကျမတို့ရဲ့မင်းသမီးကတော့ကားပေါ်ရောက်တာနဲ့စအိတ်ပါပြီရောက်တာနဲ့ make up ပြန်အောင်ပါတယ်နေမရှိလို့တော့မဖြစ်တာယုံမရှိစရာမနေရတွေ့တယ်မှာဟုတ်တယ်ဒါကဒီလိုဖြစ်ပါဒါသေးသေးရဲ့နေကွာထားခဲ့ပြီလားအထဲမှာရိုက်နေကြတော့အပြင်မှာလည်းဒေါ်နဲ့အမေနဲ့အပြိုင်ဆိုင်ရိုက်နေကြပါတယ်ဖိုတိုဆက်ရှင်တိုင်းပြီးသွားတော့သူတို့ရဲ့ပုံကိုသူတို့ကြည့်ပြီးတော့ကျင်းနေကြတာပါဒါကတော့သူ့မ TikTok ရိုက်နေအောင်နောက်ကနေဖျက်လျှောက်လုပ်နေတဲ့ director ကိုကြီးပဲဖြစ်ပါတယ်ဒီဘက်ကအဖွဲ့ကတော့ shooting နေမှာလက်လိုက်စားတဲ့အမှုပညာလိုက်စားကြသူများပဲဖြစ်ပါတယ်ရှင်မန်နေဂျာဆိုတော့လေမင်းသမီးအင်ကြီးလိုရယ်ဆိုတော့ချွတ်လဲပေးရတာပေါ့ရှင်လမ်းပြချေလေးမကဲကမခုံးနဲ့မခုံးနဲ့ဘေးမလေးငါမေးမေးလမ်းခွဲဖို့တော့ဆုံးဖြတ်ပြီလားကိုရဲ့ဘဝတွေမှာနေမရှိလို့တော့မဖြစ်တာယုံမရှိဆိုင်ရမယ်နေရတွေ့တယ်မှာနေမရှိလို့တော့မဖြစ်ပါဒါသေးသေးရဲ့နေကွာ yeah လာခွဲဖို့တော့ဆုံးဖြတ်ပြီလားအမှုဖတ်ရိုက်တာပါထုတ်သေးနေရကြရိုက်တော့ငွေခံရိုက်တာစဉ်းစားတကယ်မြင်ရင်လည်းကြားပြီလေဆိုတော့အဲ့ဒါလည်းခါရမဟုတ်လားမန်နေဂျာကိုလိုက်ကြပါမယ်တက်ကြဆိုအလုပ်လုပ်ရအောင်လောက်ပါကျွန်မမန်နေဂျာอีกเป็นแม่น้อยใช่คือก็มีVPN ချိန်နဲ့အိပ်ရောနောက်ထပ် shooting နေရာသွားနေနေလေသူထက်အိပ်ပါတယ်သူကြီးနေရာကားပေါ်မှာ make up ပြင်မှုအလုပ်ရှုပ်နေကြအမိဖြစ်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ် vlog နဲ့တူတူပြန်လာခဲ့ပါမယ်